စွာဘုရားဟောခဲ့တဲ့မေတ္တာတုတ်ပိဋတရားတော်ရဲ့အဓိပ္ပာယ်ကိုပြောမယ်လို့စိတ်ကူးထားနော်အများစုကတော့မေတ္တာတုတ်ပိဋတရားတော်ကိုရွတ်ဆိုနေကြတော့လည်းပဲကိုရွတ်ဆိုနေတဲ့ဒီပါဠိစကားလုံးတွေရဲ့အဓိပ္ပာယ်ကိုတိတိကျကျမသိကြတာပဲများပါနော်အထူးသဖြင့်လူငယ်ပိုင်းတွေဆိုလို့ရှိရင်ဗုဒ္ဓဘာသာဝင်တွေဖြစ်လို့မေတ္တာတုတ်ပိဋတရားတော်ကိုရွတ်ဖတ်ပူဇော်ကြတော့လည်းပဲအဓိပ္ပာယ်ကိုလေးလေးနက်နက်အသေးစိတ်မသိကြဘူးပေါ့တချို့တက်ကြီးတဲ့တရားတော်မတွေလည်းပဲမေးမြန်းကြည့်တဲ့အခါမှာအသေးစိတ်မသိကြတာပဲများပါဒါကြောင့်ဒီကနေ့ဒီမေတ္တာတုတ်ပိဋတရားတော်ရဲ့အဓိပ္ပာယ်လေးကိုအကျဉ်းချုပ်ပြီးတော့ဘုံပြောပြဘာကြောင့်ဒီမေတ္တာတုတ်ပိဋကိုမြတ်စွာဘုရားဟောခဲ့တာတော့မြတ်စွာဘုရားလက်ထက်ကယဟန်တော်900လောက်တော်ထဲသွားပြီးတော့တရားအထုတ်ကြတော့အဲ့ဒီတော်ထဲမှာရှိတယ်သစ်ပင်ဆောင်နတ်တွေကတိလနဲ့ပြည့်စုံတဲ့ဒီယဟန်တော်တွေရှိနေတော့သူတို့မှာနေရထိုင်ရတာဆင်းရဲတဲ့အတွက်ကြောင့်ခက်ခဲတဲ့အတွက်ကြောင့်ယဟန်တော်တွေမနေနိုင်အောင်ခြောက်လှန့်ကြတဲ့အတွက်ဝါတွင်ကာလကြီးမှာပဲအဲ့ဒီယဟန်တော်တွေအကုန်လုံးမြတ်စွာဘုရားတွေကိုပြန်ပြီးတော့ရောက်လာကြတယ်ဒီအကြောင်းအရာကိုအလုံးကြားဘူးကြနော်အဲ့ဒီမှာမြတ်စွာဘုရားအဲ့ဒီယဟန်တော်တွေကိုဒီမေတ္တာတုတ်ကိုမြတ်စွာဘုရားဟောပြီးတော့မေတ္တာတရားနဲ့အညီနေထိုင်ကြဖို့ဒီမေတ္တာတုတ်ကိုရွတ်ဖတ်တရေစေကြဖို့အဲ့ဒီတော်တဲ့ကိုပဲမြတ်စွာဘုရားပြန်ပြီးတော့လွတ်တယ်အဲ့ဒီမှာပဲသူတို့တရားလူတရားမြတ်ရဖို့အကြောင်းမြင်လို့ပေါ့နော်အဲ့ဒါနဲ့အဲ့ဒီယဟန်တော်တွေဟာဒီမြတ်စွာဘုရားသင်ပြတဲ့မေတ္တာတုတ်တရားတော်ကိုရွတ်ဖတ်ကြတယ်တရေစေကြတယ်မေတ္တာတရားပွားရတယ်အဲ့လိုမျိုးသူတို့မေတ္တာတရားကိုအာကိုအာရပြုတဲ့အခါမှာစောစောက6လက်နေကြတဲ့နတ်တွေကမေတ္တာတက်ဝင်ချစ်ခင်ပြီးတော့သူတို့ရဲ့အကျိုးစီးပွားတွေကိုအများကြီးတောင်ဆောင်ရွက်ကြတယ်ဝေယဝိဆတွေတောင်လုပ်ပေးတယ်လို့ဆိုတယ်အဲ့တော့ဒီမေတ္တာတုတ်ပိဋတရားတော်ရဲ့အကြောင်းကိုဘုံဘုံတို့နိုင်ဝဲကြော်ကြော်အချိန်လေးမှာဆိုတော့အကြံဉာဏ်လေးအနှစ်ချုပ်လေးလောက်ပဲပြောနိုင်မှာပေါ့နော်အဲ့တော့မေတ္တာတုတ်ကိုပထမဦးဆုံးစပြီးတော့ရွတ်တော့ဘယ်ကနေရွတ်ဖတ်ပူဇော်ကြတာတော့ယတ္တာနုဘာဝတော်ယက္ခနေဝတတင်တိပိသနံယမိရှေဝနုယုံဇံတော်ရတိန်တိဝမတန်တိတောဒုက္ခံသူပတိတုတ်တောစပပံကိရှိနပတ္တိဧဝမာတိကုဏုပေတံပရိဒံတမ္ပနာမဟိဒီကထာလေးနှစ်ပုဒ်ကနေစာရွတ်ဒါကမြတ်စွာဘုရားဟောတဲ့ဒေသနာတော်မဟုတ်သေးဘူးဒါကမေတ္တာတုတ်ကိုတို့ရွတ်ဖတ်ပူဇော်ကြစို့လို့အချင်းချင်းတိုက်တွန်းနှိုးဆော်တဲ့ဂါထာပေါ့မေတ္တာတုတ်ရဲ့ဂုဏ်ကိုလည်းပဲချီးမွမ်းကလေးဖွင့်ပြီးတော့သူကရွတ်ဆိုကြလို့တိုက်တွန်းတဲ့အတွက်ကြောင့်ဒီဂါထာလေးတွေကိုသူကအမွန်းလို့လည်းဒီလိုခေါ်တာပေကြီး17တုတ်မှာဘုရားဟောပါဠိတော်တွေရဲ့ရှေ့မှာဒီအမွန်းဂါထာလေးတွေကိုနောက်ဆရာတော်ဘုရားကြီးတွေကကြည်ညိုဝယ်ဖြစ်အောင်ထည့်ထားနော်အဲ့တော့ဒီယတ္တ ानु ဘာဝတော့အစချီတဲ့ဂါထာနှစ်ပုဒ်ကဘုရားဟောမဟုတ်သေးဘူးလို့သိရတယ်နော်အဓိပ္ပာယ်ကဘာပြောတော့ဆိုတော့ဟေအိုသူတော်ကောင်းတို့ယတ္တပရိတ္တအကျင့်မေတ္တာတို့ပေတရားတော်ဤအနုဘာဝတော့အစွမ်းရှိသောအနုဘောကြောင့်ယက္ခဏအများတို့သည်ဘိတဏံကြောက်မဲ့ဖွယ်အာယုအမျိုးကိုနေဝတတ်တင်တိမပြနိုင်ကြကိုယမိရှေဝအကျင့်မေတ္တာတို့ပေတရားတော်၌တာလင်ရတ္တိန်တိဝနင်းညစ်မပြခါခတ်သိအတန်တီတော့ပြည့်ခြင်းမရှိပဲအနုယုံစံတော့ထက်တလဲလဲဆွဲမြဲရုပ်ပွားအထုတ်သူသည်ဒုက္ခချမ်းချမ်းသာသာသူပတိအိစေယ၏တုတ်တော့အိပ်ပျော်သည်ရှိသောကိဉ္စီတစုံတစ်ခုသောပါပန်စအိမ်မဲဆိုးကိုလေနပတ္တိမမြင်မဲ့ရဧဝမာတိကုဏုပေတံဤသို့အစရှိသောအကျိုးကုန်ရင်အာနိသင်နှင့်ပြည့်စုံသောတံပရိဒံထိုမေတ္တာသို့ပေတရားတော်ကိုမယံငါတို့သည်ပနာမရွတ်ကြကုန်စို့တဲ့ဆိုလိုတာကသူတော်ကောင်းတို့တဲ့ဒီမေတ္တာတုတ်ကိုရွတ်မယ်ဆိုလို့ရှိရင်မေတ္တာတရားပွားများမယ်ဆိုရင်နတ်တရားတောင်ကြောက်မဲ့ဖွယ်အာယုံမပြနိုင်ဘူးအမြဲတမ်းမပြင်းမရိရွတ်ဖတ်တဲ့စေပွားများအားထုတ်မယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာချမ်းချမ်းသာသာအိပ်စေရတယ်အိပ်ပျော်ရင်လည်းပဲအိမ်မက်ဆိုးတွေမမက်ဘူးနိုးရင်လည်းပဲချမ်းချမ်းသာသာနိုးထားရတယ်
အဲ့မှာမေတ္တာရဲ့အကျိုး7မျိုးအလုံးကြားဦးတယ်နော်ဒါကသူကအနှစ်ချုပ်ပြီးတော့ဒီကထာလေးထဲမှာမေတ္တာတရားရဲ့အကျိုးကြီးမားပုံကိုသူကပြောထားတာမေတ္တာတုတ်ကိုစိတ်ထဲကပို့ပြီးတော့အလေးနဲ့ထားပြီးတော့ရွတ်ဖတ်တရစေဖို့ပူဇော်ဖို့စိတ်အားထက်သန်တဲ့အနေအထားကိုရောက်အောင်သူကတိုက်တွန်းတဲ့သဘောနော်ဒါကထာလေးနှစ်ပုဒ်ရဲ့ပထမအတိတ်ပဲဟုတ်လားနောက်ဘုန်းဘုန်းတို့ဒီကထာလေးနှစ်ပုဒ်ပြီးတော့မှဘုရားဟောဒေသနာအဲ့ဒီမှာစမေတ္တာတုတ်ကအဲ့ဒီမှာစနော်ဘယ်လိုစမလို့အလုံးရကြပါကရဏီယမထကုသလေနယန္တတန္တံဗရံအပိသမစ္ဆတကောဥဇုဇသူဥဇုဇသူဝဆောသတ္တမုရုအနာတိမာနိအဲ့ဒီကထာလေးရစနော်အဲ့ဒီကထာလေးရဲ့အဓိပ္ပာယ်ကိုပြောတန်တန်ချင်းသက်အေးချမ်းသောဗရံနိဗ္ဗာန်ကိုအပိသမစ္ဆအာယုံယူပြီးထွန်းပေါက်မြင်သိ၍ဝိဟရိတုကာမေနနေခြင်းကအလိုရှိသောအထာကုတလေနာအကျင့်အမျိုးမျိုးအကျိုးစီးပွား၌လိမ္မာသူသည်ယံကရဏီယအကျင့်ပြုကျင့်ရမည်တိခါသုံးရအကျင့်မြတ်သည့်အဋ္ဌိရှိတန်ထိုတိခါသုံးရအကျင့်မြတ်ကိုကရဏီယပြုကျင့်တတ်ပေ၏အလွန်ငြိမ်သက်တဲ့ချမ်းသာတဲ့နော်နိဗ္ဗာန်ကိုမျက်မှောက်ပြုပြီးတော့နေလိုကြတဲ့နော်အကျိုးစီးပွားအစစ်အမှန်ကိုအလိုရှိကြတဲ့ပုဂ္ဂိုလ်တွေဟာအဲ့ဒီနိဗ္ဗာန်ရောက်ကြောင်းအကျင့်တရားကိုသူတို့ကျင့်ရလိမ့်မယ်တဲ့ဟုတ်လားချမ်းသာအစစ်အမှန်နိဗ္ဗာန်ကိုလိုလားတောင့်တကြတဲ့ပုဂ္ဂိုလ်တွေဟာချမ်းသာအစစ်နိဗ္ဗာန်ကိုရခြင်းတယ်ဆိုလို့ရှိရင်အကျင့်မြတ်တွေရှိတယ်အဲ့ဒီနိဗ္ဗာန်ကိုရကြောင်းအကျင့်တွေရှိတယ်အဲ့ဒီအကျင့်တွေကိုဘာလို့ရမှာတော့ကျင့်ရမယ်တဲ့အဲ့ဒီအကျင့်ကိုမြတ်စွာဘုရားဒီမှာ15မျိုးတောင်ဟောတယ်ဒါမေတ္တာတရားမပွားများခင်မှာရှိဥစွာနော်ရှိတင်ရှိတဲ့အည်အသွေးကြီး15ချက်လို့လည်းဆိုနိုင်တယ်ဒါတွေအသေးစိတ်တော့ပြောစရာအလွန်ကောင်းတယ်သို့တော့နောက်ထပ်ဂါထာတွေအများကြီးရှိတော့ဒီအချိန်တိုလေးအတွင်းမှာဒါလေးကိုဘုံဘုံတို့ကအတိပဲနော်နားလေယုံလေးလောက်ပဲပြောသွားမယ်ပေါ့နော်ကရဏီယမထကုသလေနာယန္တတန္တံဗရံအပိသမစ္ဆဟုတ်လားအဲ့ဒါရဲ့အတိပဲကိုပြောနေတာနော်အလွန်မွန်မြတ်တဲ့ချမ်းသာတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုပြီးတော့နော်ချမ်းချမ်းသာသာနေလိုကြတဲ့ပုဂ္ဂိုလ်တွေဟာအဲ့ဒီနိဗ္ဗာန်ကိုရဖို့အတွက်စိတ်ကိုအလေးအကျင့်လုပ်ရလိမ့်မယ်ကောင်းမြတ်တဲ့အကျင့်တွေကိုလေ့ကျင့်ရလိမ့်မယ်ဟုတ်လားအဲ့ဒီအကျင့်တွေရှိတယ်အဲ့ဒီအကျင့်တွေကိုဆက်ပြီးတော့မြတ်စွာဘုရားဟောဟုတ်လားအဲ့ဒါဘယ်လိုဆက်ဟောတော့တကောဥဇုဇသူဥဇုဇသူဝဆောသတ္တမုရုအနာတိမာနိနောက်တစ်ခါသာဆက်တာနော်တန်တုတကောသူပရောအပကိသောတန်လဟုကဟုတ်တိတန်တိန်တရိယောနိပကောအပကဘောကုလေသောနာနုကိတောဒါကနိဗ္ဗာန်ကိုရစေတဲ့အကျင့်တွေကိုမြတ်စွာဘုရားဆက်ပြီးတော့ဟောတယ်ဟုတ်လားအဲ့တော့တကောဆိုတာဘာပြောအောင်ဆိုစွမ်းနိုင်သူသည်လေအတ္တဖြစ်ရည်အစွမ်းရှိရမယ်တဲ့အထူးသဖြင့်ဒီနေရာမှာစွမ်းနိုင်တယ်ဆိုတာဘာပြောအောင်ဆိုတော့ဒါကိုရခြင်းတယ်ဆိုရင်ဒါကိုရအောင်လုပ်နိုင်တဲ့အစွမ်းရှိရမယ်လို့ပြောတာဟုတ်လားအစွမ်းတတ္တိတွေရှိရကိုယ့်ရဲ့စိတ်အနေထားနော်ကျမ်းမာရေးအနေထားယုံကြည်မှုအနေထားဒါကိုဘုံဘုံတို့အသေးစိတ်လေးနည်းနည်းပြောထားတဲ့တရားလေးတစ်ပုဒ်တော့ရှိတယ်ဒီမှာတော့ဘုံဘုံတို့ဒီလောက်ပဲပြောနိုင်မှာဟုတ်လားအဲ့တော့တက်ကောစာဆိုတာဘာလို့စွမ်းနိုင်ရမယ်ဒါကိုရခြင်းတယ်ဆိုရင်ဒါကိုရအောင်လုပ်နိုင်တဲ့ဒါနဲ့ထိုက်တန်တဲ့အစွမ်းသူ့မှာရှိရမယ်တဲ့အဲ့ဒီအစဟောနော်တက်ကောစာပြီးတော့ဘာလို့ဥဇုစာတဲ့ဥဇုစာဆိုတာဖြောင့်မတ်သူတီလေးအတ္တဖြစ်ရည်ဖြောင့်မတ်ရမယ်ရိုးသားရအဲ့ဒါဖြောင့်မတ်မှုရိုးသားမှုကိုမြတ်စွာဘုရားဘလောက်အရေးထားပြီးတော့ဟောတော့ဆိုတော့ဥဇုစာပြီးတော့ဗလာတော့သူဟုဇုစာဆိုတော့အလွယ်လေးပဲပြောရင်အလွန်ဖြောင့်မတ်ရမယ်တဲ့ဟောနှစ်ချက်ဟောတာနော်ဥဇုစာဖြောင့်မတ်ရမယ်သူဟုဇုစာအလွန်ဖြောင့်မတ်ရမယ်ဟုတ်လားအဲ့တော့ဖြောင့်မတ်မှုကိုမြတ်စွာဘုရားဘလောက်အရေးထားသလဲဆိုတဲ့ဥစ္စာဒီမှာဘုံဘုံတို့နော်နှလုံးထပ်ပြီးတော့ဟောထားတာကိုကြည့်ပြီးတော့နားလေရမယ်နော်ပြီးတော့ဗာပြောတော့သူဝဆောသတ္တမုရုအနာတိမာနိသူဝဆောစာနော်သူဝဆောစာဆိုတာဆုံးမလွယ်တဲ့လူနော်တကယ်ကိုတော်တဲ့သိတဲ့လူတွေကကိုကျိုးစီးပွားကိုလိုလားလို့ကိုယ့်ကိုကောင်းအောင်ကောင်းကြောင်ပြောလာပြီဆိုရင်ကိုယ့်ရဲ့စိတ်ထဲကမာနအစရှိတဲ့မလိုလားအပ်တာတွေခံမနေပဲနဲ့နော်စိတ်ထဲကဒါကိုလိုက်နာလိုတဲ့စိတ်သူပြောတာကိုနားထောင်လိုတဲ့စိတ်ရှိတာဘာခေါ်တော့သူဝဆနားထောင်လိုတဲ့စိတ်ရှိရ
သူဝဆနဲ့ဆန့်ကျင်ဘက်ကဒုပ္ပဇလို့ဘုံဘုံတို့ရသော်ဘုရားဟောတာဒုပ္ပဇဆိုတာအပြောခက်အဆိုခက်ဟုတ်လားရှေ့ရင်ပြောတော့နားတော့ထောင်းသွားတာပြီးတော့နေတော့တလွဲဒါလည်းဒုပ္ပဇတဲ့ပါတာပဲဟုတ်လားအခုနိဗ္ဗာန်ကိုရကျင်တယ်ဆိုလို့ရှိရင်ဒုပ္ပဇဖြစ်လို့မရဘူးသူဝဆဖြစ်ရမယ်တဲ့နော်ဆုံးမလွယ်တဲ့လူပြောရဆိုရတာလွယ်ကူတဲ့လူနော်အများစုကပြောလို့ဆိုလို့ကမလွယ်ကြတာပဲများတယ်နည်းနည်းတော့ပြောလိုက်လို့ရှိရင်မခံကျင်ကြတာပဲများတယ်ဟုတ်လားလူအများစုကဒေါသကိုခြေခံတဲ့စိတ်တွေကရှိကြတာဆိုတော့ဟိုဒီနေ့ကစာလေးတစ်ပုဒ်ဖတ်ရတယ်အနာဟောင်းနဲ့တူတဲ့လူတဲ့ပေးတဲ့ဥမာလေးရမ်းကြိုက်တာပဲဘုံဘုံကအနာဟောင်းအနာဆွေးများနော်နည်းနည်းလောက်ထိမိခိုင်းမိတာနဲ့ဒုတ်ချောင်းလေးနဲ့ချစ်မိတာနဲ့ပါတွေထွက်လာတော့သွေးပုတ်တွေပြည်ပုတ်တွေအကြီးအရွယ်တွေအများကြီးထွက်လာအဲ့လိုပဲတချို့လူတွေဟာနည်းနည်းလောက်လေးပြောလိုက်တာနဲ့မကျေနပ်တာမနှစ်သက်တာစိတ်တိုင်းမကြတာတွေကိုထင်ရှားပြအမျက်ထွက်တယ်စိတ်တို့ဒါအနာဟောင်းနဲ့တူတဲ့လူမပေါင်းသင်းတိုက်ဘူးလို့မြတ်စွာဘုရားအဲ့လိုဟောတယ်ထားပါတော့ဟုတ်လားအဲ့ဒါဒီမှာပါတော့သူဝဆဆိုတာပါတော့ဆုံးမလွယ်တဲ့လူနော်ပြောလို့ဆိုလို့အလွန်ကောင်းတဲ့လူနော်အဲ့ဒီအည်သွေးရှိရမယ်တဲ့တကောဥဇုဇာသူဥဇုဇာသူဝဆောသတ္တမုဒုနာတိမာနိမုဒုဆိုတာနော်နူးညံ့ပျော့ပြောင်းသူနော်စိတ်ထားကိုနူးညံ့တဲ့သဘောအမှုရာမှာကိုမြင်နေရတယ်နူးညံ့တဲ့ပျော့ပြောင်းတယ်နော်အတိပ္ပယ်အသေးသေးလေးတွေရှင်းတယ်ကတော့အလွန်ကောင်းပါတယ်နော်မုဒုဆိုတာဘာတော့နူးညံ့ပျော့ပြောင်းသူအနာတိမာနိဆိုတာအလွန်ထောင်လွှားတဲ့မာနမရှိသူနော်မာနထောင်လွှားမှုမရှိဘူးအထင်ကြီးတစ်လုံးနဲ့ကိုသူများတဲ့အစအရာရာဟုတ်တယ်လို့ထင်နေတာတကယ်လို့မဟုတ်ခဲ့ဘူးဆိုတော့လည်းပဲပါတော့ငါမဟုတ်တာအေးဘယ်သူကယူဆရမှာလဲဆိုတော့မဲမာအမျိုးမျိုးအခြေအနေမှာရှိနိုင်တယ်နော်သူများထက်ตายရင်လည်းตาလို့မို့မှန်ရှိတယ်လို့မตายရင်လည်းပဲကိုရှိမှကိုစားရတာကိုလုံးမှကိုရတာသူများကိုခက်ထန်တန်နဲ့အမြဲတမ်းခက်တင်းတင်းပဲနေတဲ့သဘောပေါ့နော်အဲ့ဒီလိုမျိုးမှန်ထောင်လွှားတဲ့စိတ်မရှိရဘူးတဲ့ပြီးတော့ဒုတိယကထာဆက်သွားတန်တုတကောစာသူပရောစာအပကိသောစာတလဟုကဟုတ်ဒီတန်တိန်တရိယောစာဒီပကောစာအပကဘောကုလေတောနန္ဒုဂိတောတန်တုတကောစာတင်းနေရောင်ရဲလွယ်သူလေးအတ္တဖြစ်ရ၏နောက်နိဗ္ဗာန်ရောက်ကြောင်းအကျဉ်းမြတ်ရှိဥစွာရှိတဲ့အည်သွေး15ချက်ကိုပြောနေဟုတ်လားတန်တုတကတင်းနေရောင်ရဲလွယ်ရမယ်နော်အလိုလောဘတွေမကြီးရဘူးဟိုကဖြစ်ရင်တရားဖြစ်ခြင်းအိစိတ်ဆန္ဒတွေတိတ်များနေလို့ရှိရင်ဒီမေတ္တာတရားအစရှိတဲ့ဘာဝနာတရားတွေနဲ့တိတ်ပြီးတော့သူ့ရဲ့စိတ်ဟာနော်အဝင်ဝင်ကြမဖြစ်ဘူးပေါ့နော်ပြောရလို့ရှိရင်လွယ်လွယ်ပြောရရင်မယောင်ရဲတဲ့လူဟာဒီကောင်းတဲ့အလုပ်တွေတန်ဖိုးရှိတဲ့အလုပ်တွေပဲကိုသူဥမလှည့်နိုင်ပါဘူးသူ့ရဲ့အလိုဆန္ဒကိုဖြည့်ဖို့ကြိုးစားနေရတာနဲ့ပဲသူကမအောင်ဖြစ်နေဟုတ်လားဒါကြောင့်မို့လို့တန်တုတကရောင်ရဲမှုတင်းတိမ်မှုရှိရမယ်တဲ့နောက်သူဘရောစာမွေးမြူလွယ်သူလေးအတ္တဖြစ်ရပြီဒါယဟန်တွေကိုအဓိကဟောတာဟုတ်လားမွေးမြူလွယ်ယဟန်တွေဆိုတာသူများကိုအမိပြုပြီးတော့အသက်ရှင်ကြရတာဟုတ်လားအဲ့တော့ကိုကဇီးသားကြောင်းနေလို့မရဘူးကြီးများနေလို့မရဘူးအမှန်သူဘရောစာဆိုတာကြီးမများနဲ့လို့ပြောတာဒီဟာရှိရင်ဟိုဟာရှိမှဟိုဟာရှိတော့လဲဒီဟာရှိမှနော်အစင်းကိုသူကပြေအောင်မနေတတ်ဘူးအဲ့ဒီလိုမဖြစ်ရဘူးလို့ပြောတာသူပရဆိုတာမွေးမြူလွယ်ရမယ်ကိုဘေးကလူတွေကကိုကြောင့်မို့လို့အလုံးမရှုပ်เสียရဘူးဆိုတာကိုပြောတာဟုတ်လားသူပရောစာပြီးတော့ဗါတော့အပကိသောစာတဲ့အပကိသောစာနေပါသောကိစ္စရှိသူသည်အတ္တဖြစ်ရ၏အမှုကိစ္စနေရမယ်တဲ့နော်ဟွာလို့တရားလို့เสียရတဲ့အပြည့်ဟာဘယ်လိုရှုပ်ရှက်တွေခတ်နေတာမျိုးဆိုရင်ဒီမြင့်မြတ်တဲ့အလုပ်မှာ तू ထိရောက်အောင်ထွန်းပေါအောင် तू လုပ်နိုင်ဖို့မလွယ်ဘူးဟုတ်လားဒါကြောင့်မလို့အပကိစ္စနေပါသောအမှုကိစ္စရှိရမယ်နဝကမ္မအမှုကိစ္စတစ်တွေနေရမယ်ဒါပြောတာနော်ပြီးတော့ဗါတော့တန်လဟုကဟုတ်ဒီပေါ်ပါသောအဖြစ်မျိုးရှိသူဒီလေအတ္တဖြစ်ရည်ဘဝမှာပေါ်ပါနေသွားရမယ်ရန်တွေဥမာပေးတာရှိတယ်ငှက်လို့တဲ့အတောင်မှန်လျင်သူ့ဥစ္စာရှိတယ်သွားရင်တဲ့ချိန်မှာသွားရင်တဲ့နေရာကိုသွားခြင်းတို့သွားလိုက်လို့ရတယ်နော်ပြည်ဘောကအတုံးဆောင်တွေကများတယ်ဟိုဟာများတယ်ဟိုဟာလည်းငါဟာဒီဟာလည်းငါဟာအကုန်လုံးရှုပ်ရှက်တွေခတ်နေလို့ရှိရင်ဒါကသူ့ရဲ့နေထိုင်ပုံကပေါ်ပါမှုမရှိဘူးလေးလံမှုရှိတယ်နော်ဒါမှမေတ္တာတရားကိုထိရောက်အောင်လုပ်ချင်တယ်ဆိုလို့ရှိရင်ပေါ်ပါတဲ့အသက်မွေးဝမ်းပေါ်ပါတဲ့နေထိုင်မှုပုံစံရှိရမယ်တဲ့ပြီးတော့ဗာပြောတော့တန်တိန်တရိယောစတဲ့ငြိမ်သက်သောအိန္ဒိရှိသူသည်လေအတ္တဖြစ်ရည်မျက်စိနာနာလျှာကိုစိတ်ကိုအိန္ဒိ6ပါးလို့ခေါ်တာနော်ဆိုလိုတာက
မမြင်ရမနေနိုင်မကြားမနေနိုင်မမြင်တဲ့နာကိုမြင်အောင်လုပ်တယ်မကြားတဲ့နာကိုကြားအောင်လုပ်နေတယ်ဒါဆိုအိမ်တွေကို तू မဆောင်ထိန်ဘူးလို့ခေါ်ရတယ်ဟုတ်လားအဲ့တော့ဒီမြင်မှုနဲ့ပတ်သက်ပြီးတော့ကိုယ်စိတ်ကိုထိမ့်သိမ့်နိုင်ရမယ်ကြားမှုနဲ့ပတ်သက်ပြီးတော့ကိုယ်စိတ်ကိုထိမ့်သိမ့်နိုင်ရမယ်အိန္ဒိယ6ပါးထိမ့်သိမ့်တာကိုအဲ့ဒါပါခေါ်တော့တန်တိန်တရိယောဇနော်တန်တအိန္ဒိယတန်တဆိုတာငြိမ်သက်တာအိန္ဒိယဆိုတာမျက်စိနာနာလျှာကိုစိတ်ဟုတ်လားလောက်လက်မခတ်ဘူးလျှက်ပေါ်လော်လီမှုမရှိဘူးငြိမ်သက်တယ်တဲ့ပြီးတော့ဗါတော့နိဘကောဇရင့်ကျက်တဲ့ဉာဏ်ပညာရှိသူဒီလေအတ္တဖြစ်ရည်ရင့်ကျက်တဲ့ဉာဏ်ပညာဆိုတာကိုယ်ကတခုခုလုပ်တော့မယ်ဆိုရင်အဲ့ဒါကိုဖြစ်အောင်ဘယ်လိုလုပ်မလဲလို့သိတဲ့ဉာဏ်ပညာကိုဒီနေရာမှာဆွလို့တာမေတ္တာပွားမယ်ဆိုရင်လည်းမေတ္တာကိုထိအောင်ဘယ်လိုပွားမလဲဆိုတဲ့နိလန်းတွေကိုပိုက်ပိုက်နိုင်နိုင်သိရမယ်နိဗ္ဗာန်ရအောင်လုပ်မယ်ဆိုရင်လည်းနိဗ္ဗာန်ရအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နိလန်းကိုပိုက်ပိုက်နိုင်နိုင်သိရမယ်ရုပ်စွာအဆုံးပိုက်ဆံရှာမယ်ဆိုရင်ပိုက်ဆံဘယ်လိုရှာမလဲဆိုတဲ့နိလန်းကိုပိုက်ပိုက်နိုင်နိုင်သိရမယ်နော်နိဗ္ဗကရဲ့အဓိပ္ပာယ်ကျေပြန့်တယ်နော်မြင်မာတဲ့ဉာဏ်ပညာရှိသူဒီလေအတ္တဖြစ်ရ၏တဲ့ပြီးတော့ဗာပြောတော့အပ္ပကဘောတဲ့နော်အပ္ပကဘဆိုတာမချမ်းကျုပ်တည်လေအတ္တဖြစ်ရ၏ဟုတ်လားကြံထန်ခက်ထန်မှုမရှိရဘူးတဲ့နော်ခက်ထန်ကြံထန်မှုရှိလို့ရှိရင်ဒါအဆင်မပြေဘူးပေါ့အပ္ပကဘရဲ့အဓိပ္ပာယ်ဟာနော်ယဉ်ကျေးတဲ့လူဖြစ်ရမယ်ပေါ့နော်မကြမ်းတမ်းမရိုင်းပြတဲ့သူနော်အဲ့ဒီလိုလူမျိုးမှမေတ္တာတရားနဲ့အဝင်ခွင့်ကြဖြစ်တယ်ပေါ့ဆိုလိုတာဟုတ်လားပြီးတော့ဗာပြောတော့ကုလေသောအနန္တုကေတော့ကုလေသူအမျိုးတို့၌အနန္တုကေတော့တွေ့တာဆွဲလန်းမှုအာမကြည့်ရဘူးတဲ့ဟုတ်လားဒီနေရာမှာအမျိုးဆိုတာယဟန်တွေအတွက်တရားဓမ္မတွေကိုပြောတာပါပဲနော်လူတွေရဲ့အပေါ်မှာတွေ့တာမမုန်းမှုအာကြီးလို့ရှိရင်လူတွေရဲ့ပြဿနာသူ့ပြဿနာဖြစ်လူတွေရဲ့အရှုပ်ကသူ့အရှုပ်ဖြစ်ပြီးတော့ဒီမေတ္တာတရားပွားများဖို့အတွက်သိပြီးတော့အရှင်မပြေတဲ့အနေအထားကိုရောက်နိုင်တယ်ပေါ့နော်အကျဉ်းမြင့်လောက်ပဲဘုန်းတို့ပြောနိုင်မယ်ဟုတ်လားပြီးတော့ဘယ်ခါတာဆက်သွားတော့နာစာခုတ်တမာစရိကိဉ္စီယေနဝိညူရေဥပဝရေယောဒုက္ခိနောဝခိမိနောဟွန်တုတပ္ပတ္တဘုံတို့ဒုက္ခိတတ္တာအဲ့ဒီနာစာခုတ်တမာစရိကိဉ္စီယေနဝိညူရေဥပဝရေယောဆိုဒီနိဗ္ဗာန်ကိုရစေတဲ့အကျင့်မြတ်ရှိဦးစွာရှိအပ်မဲ့အည်သွေး15ချက်ထဲကနောက်ဆုံးအည်သွေးပေါ့သူကနောက်ဆုံးဆိုတဲ့အတိုင်းသူကအနှစ်ချုပ်ပြထားတယ်လို့ဆိုနေအဲ့ဒါလေးကတော်တော်နှစ်သက်စရာကောင်းယေနအကျင့်ဒုစရိုက်စုယုံညံသောအမှုကြောင့်ဝိညာဉ်ပညာရှိဖြစ်ကုန်သောပရိသူတစ်ပါးတို့သည်ဥပဝရေယောကဲ့ရဲ့ပြစ်တင်ကုန်ရာ၏ခုတ်တံယုံညံသောတန်ထိုးမကောင်းတဲ့အမှုမျိုးကိုကိဉ္စီအနှဲငယ်ကလေးမျှဖြင့်နအာစာရီမပြုတ်မကျင့်ရတဲ့ပညာရှိတဲ့လူတွေကအပြစ်တင်လောက်တဲ့ကိစ္စမကောင်းမှုလေးကိုသူအဲ့လိုလေးပြောတာနော်ပညာရှိတဲ့လူတွေကအမျှော်မြင်ရှိတဲ့လူတွေကသိတဲ့လူတွေကအပြစ်တင်မယ်ဆိုရင်အဲ့ဒီလိုကိစ္စမျိုးနည်းနည်းလေးတောင်မလုံးနဲ့လို့ပြောတာဟုတ်လားမကောင်းမှုလေးကိုနည်းနည်းလေးတောင်မလုံးနဲ့ဆိုတာကိုမကောင်းမှုလေးသူဘလို့ပုံအောင်ပြောတော့ပညာရှိတွေကကဲ့ရဲ့မယ်ဆိုရင်ပညာရှိတွေကဲ့ရဲ့တိုက်တဲ့အလုပ်မျိုးဆိုရင်နည်းနည်းလေးတောင်မလုံးနဲ့ဆိုချုပ်လိုက်တာပေါ့နော်အဲ့ဒါပြီးတော့မှမေတ္တာကိုလာဒုက္ခိနောဝခိမိနောဟွန်တုတပ္ပတ္တဘုံတို့ဒုက္ခိတတ္တာမေတ္တာစပို့ပြီနော်ဒုက္ခိနောဝဘေးရန်ကင်းဝေးအေးချမ်းသာယာခြင်းရှိကုန်သည်၎င်းဟွန်တုဖြစ်ကြပါစေကုန်သတည်းဒုက္ခိတတ္တဝါချမ်းသာရွှင်ပြစိတ်ရှိကြကုန်သည်လေဘဝန္တုဖြစ်ကြပါစေကုန်သတည်းနော်ဂါထာလေးဖွဲ့ပြီးတော့မြတ်စွာဘုရားဟောတာဆိုတော့ဒါကတော့မေတ္တာပို့လေးကိုအဲ့ဒီမှာနည်းနည်းတစ်ခါတည်းထည့်ပေးလိုက်တာပေါ့နော်မေတ္တာပို့အနှစ်ချုပ်လို့လည်းဆိုနိုင်တယ်နော်ဘေးကင်းကြပါစေချမ်းသာကြပါစေလူဘဝမှာပထမအရေးကြီးတာဘေးရန်ကင်းဖို့ပဲဘုံဘုံတို့ကဘေးရန်နေနဲ့အမြဲတမ်းမနေရတဲ့အခါကျတော့ဘေးရန်ကင်းဖို့ကတိတ်ပြီးတော့အရေးမပါသလိုဖြစ်နေတာဘေးရန်နေဝိုင်းနေတဲ့အခါကာလမျိုးမှာမှဘေးရန်ကင်းဖို့ကအရေးကြီးလာပါလားလို့သိတာတခြားစဉ်းစားနော်ဘေးရန်နေအချိန်မျိုးရောက်လာနိုင်တယ်ဆိုတဲ့အခြေအနေမျိုးကြတော့မှဟာဘေးရန်ကင်းဖို့ကအရေးကြီးလာလားခုယောဂဘိုးတွေရှိရဆိုမှယောဂဘိုးကင်းဖို့ဘယ်လောက်အရေးကြီးလဲဆိုတာမသိနိုင်ဘူးလားသူတို့မရှိခင်တော့ဒါတွေကင်းกว่าဖို့ဒါတွေနဲ့ကင်းဖို့အရေးကြီးတယ်လို့ဘုံဘုံတို့သိပြီးတော့မတွေးမိဘူးပေါ့နော်အခုကျတော့ဘယ်လောက်ကြောက်ရတာတော့ဟုတ်တယ်မို့လားစဉ်းစားကြည့်နော်ဒါကြောင့်မလို့မေတ္တာပို့ရင်သူကဘယ်ရရင်စပို့ဘေးရန်ကင်းကြပါစေရနဲ့အရင်စပို့နော်ဘာဘေးရန်တွေမတွေ့ပါစေနဲ့အရန်ချီးမားတဲ့ဒုက္ခကြီးတွေအရင်မဖြစ်ပါစေနဲ့လို့သူများရဲ့အပေါ်မှာအဲ့လိုစိတ်ကောင်းအရင်ထားလိုက်တာပေါ့နော်ဘယ်သူမှဘေးရန်မဖြစ်ကြပါစေနဲ့ဒုက္ခဘေးရန်တွေ့ရင်ဒုက္ခအကြီးကြီးဖြစ်မှာ။ဒုက္ခဖြစ်ရင်ဘယ်လိုမှမချမ်းသာနိုင်တော့ဘူးလေ။ဟုတ်လား။ဒါကြောင့်ဘေးရန်ကင်းကြပါစေ။ပြီးတော့မှပါတော့
ချမ်းသာကြပါစေလို့လာတာသူ့အိဗေလေးနဲ့သူနော်ဟုတ်လားဘေးရန်ကင်းပါစေခေမီနောဆိုတာခေမဆိုတာဘေးရန်ကင်းတဲ့သဘောဟုတ်လားဒုက္ခိနောကခေမီနောဟွန်တို့တပ္ပတ္တဘုံတို့ဒုက္ခိတတ္တနော်တတ္တဝါတွေချမ်းသာကြပါစေဘေးရန်ကင်းကြပါစေနော်ချမ်းသာခြင်းနဲ့ပြည့်စုံကြသည်ဖြစ်ကြပါစေဒါမေတ္တာဖို့အနှစ်ချုပ်ပဲဟုတ်လားကိုဆိုတဲ့စကားလုံးလေးတွေရဲ့အတိပ္ပယ်ကိုသိဖို့ဒါဘုံဘုံတို့စူးစမ်းအထောက်နေကြတာဟုတ်လားအဲ့တော့ဒီကဒါလေးရဲ့အတိပ္ပယ်သိပြီနော်ပညာရှိတွေကဲရဲ့မဲ့အရာဆိုရင်နည်းနည်းလေးပင်ဖြစ်စီကမို့အဲ့ဒီမကောင်းမှုကိုမပြုတ်ပါနဲ့တဲ့ဟုတ်လားတတ္တဝါတွေအလုံးချမ်းသာကြပါစေဘေးရန်ကင်းကြပါစေချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေနောက်ကထားဆက်သွားမယ်နော်နောက်ကစားပါတော့ရေကေစီပါဏဗုတ္တိတတဝါထာဝရဝနဝတေတာဒီကဝါယေဝမဟာတာမစ္စည်းမာရတကအနုကထုလာဒိဋ္ဌဝါယောအဋိဋ္ဌာယေဝတုတေဝတန္တိအဝိတုတေဘူတာဝတံဝေတိဝတပ္ပတ္တဘုံတို့ဒုက္ခိတတ္တာဂါထာနှစ်ပုဒ်တွဲလုံးပြောလိုက်တော့ဟုတ်လားသူကဂါထာနှစ်ပုဒ်ကဆက်ဆက်နေတာသူ့ကိုကြတော့မြတ်စွာဘုရားအုပ်စုလိုက်လေးတူရလေးစုပြီးတော့မေတ္တာပို့စောစောကသူကအကုန်လုံးကိုခြုံပြီးတော့မေတ္တာပို့တာတပ္ပတ္တဘုံတို့ဒုက္ခိတတ္တာလို့စောစောကပြောတာလေတပ္ပတ္တဆိုတာဘာလဲအလုံးစုံသောတတ္တဝါတွေမခွဲပြားဘူးအကုန်လုံးအခုဒီဟာကျတော့မေတ္တာကိုစိတ်ထဲမှာအာယုံပြုတဲ့နေရာမှာဘက်စုံတောင်းဆိုကနေအာယုံပြုပြီးတော့ပို့တက်အောင်လို့မြတ်စွာဘုရားထပ်ပြီးတော့သင်ပေးတာဟုတ်လားဒါလေးကိုဘုံသေးချာလေးပြောပြမယ်အနဝတေတာကျွမ်းမဲ့ဥဒ္ဒံအလုံးစုံကုန်သောရေတတဝါအကျဉ်ထိတ်လန့်တတ်ကုန်သောပုရုဇဉ်တိခါတတ္တဝါတို့သည်၎င်းရေထာဝရဝအကျဉ်မထိတ်မလန့်တည်တတ်မြဲခိုင်သောယဟန္တာပုဂ္ဂိုလ်တို့သည်၎င်းရေဒီဃဝအကျဉ်ခန္ဓာကိုယ်ရှိလျက်တတ္တဝါများတို့သည်၎င်းရေမဟန္တာဝအကျဉ်ခန္ဓာကိုယ်ကြီးမှတတ္တဝါများတို့သည်၎င်းရေမစ္စည်းမာဝအကျဉ်မတိုးမရှိမကြီးမငယ်အရွယ်အလတ်စားတတ္တဝါများတို့သည်၎င်းရေရတ္တကဝအကျဉ်ဥကွနှိတ်တိုခန္ဓာကိုယ်ရှိသောတတ္တဝါတို့သည်၎င်းရေအနုကဝအကျဉ်သေးငယ်မှုံမွာတတ္တဝါများတို့သည်၎င်းရေထူလာဝအကျဉ်ဝိုင်းဆက်ဆူဖြိုးသောတတ္တဝါတို့သည်၎င်းရေဒိဋ္ဌာဝအကျဉ်မြင်ဘူးသောတတ္တဝါတို့သည်၎င်းရေအဒိဋ္ဌာဝအကျဉ်မမြင်ဘူးသောတတ္တဝါတို့သည်၎င်းရေဒူတွေဝတန်တိအကျဉ်အဝေးရနေကြသောတတ္တဝါတို့သည်၎င်းရေအောက်ဒူတွေဝတန်တိအကျဉ်အနီးရနေကြသောတတ္တဝါတို့သည်၎င်းရေဘူတာဝအကျဉ်နောင်မဖြစ်ရဖြစ်ပြီးသားဖြစ်ကုန်သောယဟန္တာပုဂ္ဂိုလ်တို့သည်၎င်းရေတံဘဝေတိဝနောင်ဖြစ်ရမည်ဘဝကိုရှာကြသည့်အကျဉ်ပုထုတင်တိခတတ္တဝါတို့သည်၎င်းရေကေစီအလုံးစုံကုန်သောပါဏဗုဒ္ဓတတ္တဝါတို့သည်တန်တိရှိကုန်၏ခုပြောရတဲ့တတ္တဝါတွေလောကကြီးမှာရှိတယ်တဲ့ဟုတ်လားဣမေပိတပ္ပေတပ္ပတ္တဤအလုံးစုံသောတတ္တဝါတို့သည်၎င်းဒုက္ခိတတ္တာနော်ဒုက္ခိတတ္တာချမ်းသာအေးမြကိုယ်စိတ်နှပါရှိကြကုန်သည်ဝန်တည်ဖြစ်ကြပါစေကုန်သတည်းတဲ့အဲ့တော့မင်းကွန်းစလိုကြီးကဒီမေတ္တာတုတ်ကိုအခြေခံပြီးတော့မေတ္တာဖို့ရေးတာလေလုံးစုံများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေးကင်းစင်ဝေငြိမ်းအေးကြပါစေဟောအဲ့ဒါစရင်တော့နာစာခௌဒမာစရိကိဉ္စီယေနဝေညုပရိဥပဝရေယုနောက်ဆုံးအည်အသွေး15ချက်မှာနောက်ဆုံးအည်အသွေးပြီးတော့ပါလာတော့ဒုက္ခိနောဝခိမိနောဟွန်တုတပ္ပတ္တဝန္တုဒုက္ခိတတ္တအဲ့ဒါကိုကြည့်ပြီးရေးတာနော်ပြီးတော့ပါလာတော့မြင်အပ်မမြင်အပ်နှစ်ရက်များစွာတတ္တဝါချမ်းသာကိုစိတ်မြဲပါစေကြောက်တတ်မကြောက်တတ်နှစ်ရက်များစွာတတ္တဝါချမ်းသာကိုစိတ်မြဲပါစေဝေးနေနီးတွေနှထွေများစွာတတ္တဝါချမ်းသာကိုစိတ်မြဲပါစေဘဝဇတ်ဆုံးမဆုံးများစွာတတ္တဝါအမယဟန္တာဥထုရှင်ခွဲပြီးတော့ပြောတာနော်တတ္တဝါချမ်းသာကိုစိတ်မြဲပါစေအဲ့ဒါနှစ်စုလောက်တာဒီထဲမှာပါနှစ်စုခွဲတာနောက်သုံးစုခွဲတာကြတော့ပါတော့ကြီးငယ်အလတ်3ရက်ခန္ဓာတတ္တဝါချမ်းသာကိုစိတ်မြဲပါစေရှီတိုအလတ်3ရက်ခန္ဓာတတ္တဝါချမ်းသာကိုစိတ်မြဲပါစေရှူကြုံအလတ်3ခုခွဲတာနော်ဟုတ်လားကြီးငယ်အလတ်ဆိုတာကိုညံတဲ့သေချာစဉ်းစားကြည့်ချို့တတော်ကြီးဆင်လိုကောင်းကြီးဆိုတာအကြီးတွေဝေလာငါတို့ဆိုတာအကြီးတွေနော်ကြီးငယ်ရလေးအမုံမွားလေးတွေသေးသေးလေးတွေဟုတ်လားချင်းလေးတွေဂျိုးလေးတွေဟိုပိုးကောင်လေးတွေကြွားရွာတခါလေးအမှန်တူးနဲ့ကြီးမှမြင်ရတဲ့ကောင်လေးတွေလည်းရှိသေးတယ်ဟုတ်လားကြီးငယ်အဲ့ဂျားထဲမှာရှိတာအလတ်ပေါ့နောက်ရှည်တိုအလတ်ဆိုတော့မွေလိုရှည်လျားတဲ့အကောင်တွေတိတ်ကလအုပ်လိုရှည်ကလားတဲ့အကောင်တွေဟုတ်လားရှည်ချင်းတိုချင်းနဲ့ခွဲတာနော်ခုနကတော့ကြီးချင်းငယ်ချင်းနဲ့ခွဲတာပြီးတော့ပါတော့ပိန်ချင်းဝါချင်းနဲ့ခွဲတာဒါကြီးတာသေးတာနဲ့မဆိုင်ဘူးတချို့အကောင်သေးမလို့ဝါလေးဝိုင်းလေးတွေလုံးကြစ်လေးတွေဟုတ်လားဟောပါတော့ဒါဆူကြုံအလတ်ဆိုတာအဲ့ဒါကိုပြောတာနော်ဝါတဲ့လူပိန်တဲ့လူဝါတဲ့တတ္တဝါပိန်တဲ့တတ္တဝါမပိန်မဝတတ္တဝါအဲ့ဒါဒီကထာကိုကြည့်ပြီးတော့ရေးတာဆရာတော်ကြီးကဟုတ်လားဒါကြောင့်ကိုရွတ်နေတာလေးတွေကိုအတိပ္ပယ်နားလည်ပေါ့နော်ရေကေစီပါဏဗုတ္တိတတ္တဝါထာဝရဝနဝတေတာဒီကဝါယေဝမန္တမစ္စည်းမာရတကအနုကထုလာဒိဋ္ဌဝါယေဝအဒိဋ္ဌယေဝတုတေဝတန္တိအဝိတုတေ
ဘူတာဝတံပွေတိဝတပ္ပတတ္တဘွန်တုဒုက္ခိတတ္တာဟုတ်လားနားလည်ရနော်အဲ့လိုဆိုရှေ့ဆက်သွားမယ်ဟုတ်လားပြီးတော့ပါလားတော့နာပရောပရဏိကုဗေထနာတိမင်ညေထကတ္တစီနံကင်စီဗျာရောတနာပရိကတင်ညာနေညမညတာဒုက္ခမေရှိယဒါလေးရဲ့အဓိပ္ပာယ်လေးကိုတရားနားထောင်ပရောတပါးသောသူတယောက်သည်ပရံသူတစ်ပါးဟုသောအခြားသူတယောက်ကိုနာနိကုဗေထစင်လဲသမှုလက်ပတ်ခြင်းမပြုပါစေလင်ကတ္တစီတစုံတယောက်သောအရက်၌ကိဉ္စီတစုံတယောက်သောနံထိုသူတစ်ပါးကိုနာတိပင်ယေထမန်ထောင်သမှုမထီမဲ့မြင်မပြုပါစေလင်ဗျာရောတနာယကိုနှုတ်တို့ဖြင့်စောကားထီပါနှိမ့်ဆက်ခြင်းဖြင့်၎င်းပဋိကတင်ညာယဒေါသစိတ်ဖြင့်၎င်းအညမညတအချင်းချင်းတယောက်ဒီတယောက်ဤဒုက္ခဆင်းရဲခြင်းကိုနအိစေယအလိုမရှိကြပါစေလင်တဲ့ဒါလည်းဆရာတော်ကြီးရဲ့မေတ္တာပေါ်ထဲမှာပါပြီးသားပဲလေဟုတ်လားအလိုချင်းချင်းလှက်ပတ်ခြင်းကင်းရှင်းကြပါစေအထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေဆင်းရဲလိုခြင်းအချင်းချင်းကင်းရှင်းကြပါစေအဲ့ဒါဒီကထာလေးကိုကြည့်ကြည့်တာဟုတ်လားဒါကြောင့်နာပရောပရဏိကိုဘေထာနာတိမညေတာကတ္တစီနံကင်စီဗျာရောတနာပိကတင်ညာနေညမညတာဒုက္ခမိစေယလို့နှုတ်ကရွတ်ဆိုတိုင်းတတ္တဝါတွေအချင်းချင်းတော့မလှက်ပတ်ကြပါစေနဲ့မကောက်ကျစ်ကြပါစေနဲ့ဟုတ်လားတတ္တဝါတွေအချင်းချင်းအထင်မသေးကြပါစေနဲ့အထင်သေးမှတော့မြတ်တာဘလို့မှမဖြစ်တော့ဘူးလေအထင်သေးခံရတဲ့လူကလည်းဒေါသပဲအကြီးကျယ်ဖြစ်ဖို့ပဲရှိတယ်ဟုတ်လားပြီးတော့ပါတော့ဆင်းရဲလိုခြင်းအချင်းချင်းကင်းရှင်းကြပါစေတယောက်ကိုတယောက်ဆင်းရဲဖို့မကြံစီကြပါစေနဲ့နော်ဒီမေတ္တာဘုရားတော့အတိပ္ပယ်တော့ကျေပြန့်သွားပြီနော်သူတို့အဲ့လိုနေမှသူတို့ချမ်းသာကြမှာမေတ္တာဆိုတာတတ္တဝါတွေကိုချမ်းသာဖို့အတွက်ပို့တာဟုတ်လားအဲ့ဒါလိုတယောက်ကိုတယောက်လှက်ပတ်နေမယ်တယောက်ကိုတယောက်ထင်သေးနေမယ်တယောက်ကိုတယောက်ဒုက္ခရောက်ဖို့ပဲကြံစီစဉ်းစားနေမယ်ဆိုအဲ့ဒီလူတွေအဲ့ဒီတတ္တဝါတွေချမ်းသာနိုင်မလားမချမ်းသာနိုင်ဘူးဒါကြောင့်အဲ့ဒီအပြစ်အနာစာကင်းမှသူတို့ချမ်းသာမှာမို့လို့သူတို့ဆင်းရဲခြင်းရဲ့အကြောင်းတရားဖြစ်တဲ့အဲ့ဒီအပြစ်အနာစာတွေကင်းကြပါစေလို့ဒါလည်းမေတ္တာဖို့တစ်မျိုးပဲလို့နားလည်ရဟုတ်လားအနှစ်ချုပ်ပြောရင်သူတို့စိတ်ထဲမှာနော်လောဘဒေါသမောဟတွေမရှိကြပါစေနဲ့လို့မဖြစ်ကြပါစေနဲ့လို့ဆိုလိုရလဲရောက်မယ်လို့ဘုံဘုံစိတ်ထဲမှာအဲ့လိုထင်တယ်နော်လှက်ပတ်တယ်ဆိုရင်ဘာတော့နော်မိုင်မဲမှုတွေးဝေမှုမတိမှုနားမလည်မှုဒါတွေကိုအခြေခံပြီးတော့လိုချင်ရချင်မှုတစ်ခုခုကြောင့်တယောက်ကိုတယောက်ကောက်ကျစ်ကြတာလှက်ပတ်ကြတာမဟုတ်လားဟုတ်တယ်မဟုတ်လားတယောက်ကိုတယောက်ထင်သေးတယ်တယောက်ကိုတယောက်ဆင်းရဲသေးခြင်းနဲ့ဆိုရင်တော့အကြီးကျယ်ဒါမောဟအခြေခံပြီးတော့ဒေါသကြီးရှိနေလို့လောက်ကြတာပဲလေဟုတ်တယ်မဟုတ်လားအဲ့တော့လောဘဒေါသမောဟရှိနေတတ္တဝါမချမ်းသာနိုင်ဘူးဘယ်နည်းနဲ့မချမ်းသာအောင်သူတို့လောက်ကြမှာတော့သူတို့ကိုသူတို့လှက်ပတ်တဲ့အနေအထားနဲ့လုံမယ်အထင်သေးတဲ့အနေအထားနဲ့လုံမယ်ဆင်းရဲစေခြင်းနဲ့စိတ်တွေမွေးပြီးတော့လောက်ကြမယ်အဲ့ဒါဆိုရင်မချမ်းသာနိုင်ဘူးပေါ့နော်ဒါကြောင့်မလို့တတ္တဝါတွေပုံမှာဒါမေတ္တာပို့ပုံပို့နည်းတစ်မျိုးလို့အဲ့လိုနားလေရမယ်ဟုတ်လားဒါဟာပို့ပြီးတော့မှကောင်းတယ်လို့ဘုံဘုံစီထဲမှာခံစားရနော်လက်ပတ်လူချင်းချင်းလက်ပတ်ချင်းကင်းရှင်းကြပါစေအထင်သေးချင်းချင်းချင်းကင်းရှင်းကြပါစေဆင်းရဲလိုချင်းချင်းချင်းကင်းရှင်းကြပါစေအဘုံဘုံကရည်ရွယ်တာတော့ကိုရွတ်နေတဲ့ဂါထာလေးတွေရဲ့အဓိပ္ပာယ်ကိုနော်အကျဉ်းမြင်လေးလောက်တော့မှန်းတတ်စေချင်တာပေါ့ဟုတ်လားဒီတရားအတန်ဖိုင်လေးကိုနားထောင်လိုက်လို့ရှင်ငါရွတ်နေရတယ်ဒီလေးပဲရှိတယ်လို့သိသွားမှာပဲလေဟုတ်လားဆက်သွားမယ်နော်မဟာတာယထာနိယဗုဒ္ဓမာယုတဧကဗုဒ္ဓမနုရခေဧဝံပိတဗ္ဗဗုတေတုမာနတံဘာဝေအပရိမာဏံနော်ဘာလို့အိဗေကမဟာတာမွေးသမီးခင်ကျေးဇူးရှင်သည်နိယဗုဒ္ဓမိမိရင်နှစ်သားရင်ဖြစ်သောဧကဗုဒ္ဓတူရီသောသားကိုအာယုတာမိမိအသက်ဖြင့်တော်ပင်အနုရခေယထာအစင်မကွာကွယ်ကာစောင့်ရှောက်ပြီးတကယ်သို့ဧဝံပိဤအတူလေးတဗ္ဗဗုတေသို့လုံးစုံသောတရားတို့အပေါ်၌အပရိမာဏအတိုင်းတာပမာဏမရှိသောမာနတံမေတ္တာစိတ်ကိုဘာဝေအချိန်ချင်းခါခါပွားများရ၏တဲ့မေတ္တာပွားတဲ့တတ္တဝါတွေရဲ့ပုံမှာတော့ကောင်းကျိုးလိုလားတဲ့စိတ်ကိုမေတ္တာလို့ခေါ်တာဟုတ်လားတတ္တဝါတွေရဲ့ပုံမှာကောင်းကျိုးလိုလားတဲ့စိတ်ဆိုတဲ့မေတ္တာကိုပွားပါတဲ့အဲ့ဒီမေတ္တာဘယ်လိုမေတ္တာမျိုးတုံးဆိုရှေ့ကဥပမာပေးတာဟုတ်လားတူရီသောသားကိုမိခင်ဟာသူ့အသက်နဲ့တောင်ကာကွယ်ဆောင်ရှောက်တယ်လို့မျိုးနော်သာသမီအများကြီးဆိုရင်မေတ္တာတွေကခွဲဝေနေရမှာဇိုးလို့ဟုတ်လားဥပမာပို့ပြီးတော့ထိအောင်တူရီသောမှာသမီးလားသားလားဆိုသားတတ္တဝါတွေရဲ့တော့သဘောတဘာဝအများစုကသမီးကိုတည်းသားကိုပို့ပြီးတော့ချစ်ကြတဲ့သဘောရှိလို့မို့မြတ်စွာဘုရားအကောင်းဆုံးဥပမာကိုပေးတာဟုတ်လားမအေးဟာတူရီသောသားကိုချစ်တယ်လို့တူရီသောသားကိုကောင်းစေခြင်းတယ်လို့တူရီသောသားကိုဘေးအန္တရာယ်နဲ့ကာဝယ်ဆောင်ရှောက်တယ်လို့မျိုးတတ္တဝါအလုံးရဲ့အပေါ်မှာကောင်းစေခြင်းရမယ်ဘေးအန္တရာယ်ကင်းစေခြင်းနဲ့စိတ်ရှိရမယ်ဆိုတဲ့သဘောကိုပြောတာနော်ဒါကြောင့်မာတာယထာနိယဗုဒ္ဓဆိုတဲ့ဂါထာလေးကိုရွတ်တိုင်းဒီလေးပဲကိုနားလည်ရမယ်နော်
ပြီးတော့ပဲကာထာလာတော့မေတ္တင်္စတဗ္ဗလောကသမိမာနတံဘာဝေအပရိမာဏအပရိမာဏဥဒ္ဒံအဒောစာတိတိယင်္စအတ္တံဘာရအဝေရာမတပတ္တံဥဒ္ဒံအထက်လောကအရူပဘဝ၌၎င်းအဒောအောက်ပြည်လောကကာမဘဝ၌၎င်းတိတိယံအလယ်လောကရူပဘဝ၌၎င်းတဗ္ဗလောကသမိအလုံးစုံသောလောက၌အပရိမာဏအတိုင်းအတာပမာဏမရှိသောမေတ္တံနှင့်ရှင်သောမာနတံစိတ်ကိုအတ္တံဘာရအပိုင်းခြားခြင်းကျင့်မြောင်းခြင်းမရှိသည်ကိုအဝေဒံဒေါသဟူပြီးအတွင်းရန်မရှိသည်ကိုအတ္တပတ္တနှိမ့်ဆက်ရန်မူအပယံသူလေးမရှိသည်ကိုကတ္တဝပြု၍ဘာဝေပွားများရ၏တဲ့နော်လောကကိုသူက၃ပိုင်းပိုင်းလိုက်တာအထက်ဆုံးကအရူပဘုံရှိတယ်နော်ဒါဥဒ္ဒံအဒောစလာတာဟုတ်လားအထက်ဆုံးဘုံပေါ့ဟုတ်လားအဒောဆိုတာအောက်ဆုံးဘုံဆိုတာကာမဘုံဆိုတာအပေဘုံတွေလည်းပါတယ်ဟုတ်လားကာမဘုံဆိုတာနတ်ပြည်လူပြည်အပေ၄ဘုံဟုတ်လားဂျားမှာဘာကျမ်းဆိုတာအရူပဘုံဗြဟ္မဘုံတွေရှိသေးတယ်ဟုတ်လားအဲ့တော့အကျဉ်းမြင်ဥဒ္ဒံဒောစတိတိယင်္စဆိုတော့အထက်ဘဝအဝီစီဟောလူတွေဆိုရိုးစကားလေးတစ်ခုရှိရနော်အထက်ဘဝအဝီစီဂျားမှာလည်းဘဝတွေရှိသေးတယ်ဟုတ်လားအကုန်လုံးဒါအထက်အောက်ပိုင်းခြားပြီးတော့မေတ္တာထားဖို့မြတ်စွာဘုရားသင်ပေးတာနော်ဥဒ္ဒံဒောစတိတိယင်္စအဲ့ဒါဘာတော့အတ္တံပါရအဝေရမတပတ္တံဟုတ်လားဘလို့မေတ္တာမျိုးတော့တဲ့အပရိမာဏအတိုင်းတာပမာဏမရှိသောမေတ္တာနဲ့ရှင်သောမာနတန်စိတ်ကိုမေတ္တာစိတ်ကိုဘလို့ပွားမလို့အတ္တံပါရအပိုင်းခြားခြင်းကျင်းမြောင်းခြင်းမရှိသည်ကိုမေတ္တာဟိုလူပေါ်ပဲထားလေဒီလူပေါ်ထားမအောင်ဆိုတော့အပိုင်းခြားထားတာဟုတ်လားလုံးဝဒိုးယိုပေါက်ဘယ်ရာမှကိုမေတ္တာကိုအခုအခါအတားအဆီးလုပ်ထားတာမရှိဘူးတတ္တဝါတိုင်းကိုညီတူညီမျှအကုန်လုံးဖြန့်လွတ်ရတဲ့အနေအထားမျိုးကိုရောက်တာအလေးကျင့်များမှရနိုင်တာဒီဥစ္စာလေးကဟုတ်လားအပိုင်းခြားကင်းတဲ့သဘောပေါ့နော်အကုန်လုံးရဲ့ပုံမှာသူကထားနိုင်သွားတာတုံတယောက်ရဲ့ပုံမှာမကျင်တတ်နေတာမရှိဘူးမေတ္တာမဖြစ်ဘူးတော့မို့လေချို့ကဖြစ်တယ်ဒါပေမဲ့အဲ့ဒီလူအဆင့်ကိုမရောက်ဘူးမပြည့်စုံတာပေါ့နော်မုန်းနေတဲ့လူရှိနေသေးတယ်မမုန်းတော့မှကောင်းစေခြင်းတဲ့စိတ်တော့မွေးလို့မရသေးဘူးဆိုတာရှိနေသေးတယ်ဟုတ်လားခွဲခြားထားတာပေါ့အဲ့ဒါမျိုးမရှိတာဘာခေါ်တော့အတ္တံပါဒံအပိုင်းခြားခြင်းကျင်းမြောင်းခြင်းမျိုးကျေပြန့်သွားပြီဘယ်လောက်ကျေလို့ကျေမှမသိတော့ဘူးမေတ္တာဒါတော့လောကီကုသိုလ်ထဲမှာမေတ္တာကုသိုလ်ဟာအဆင့်အမြင့်ဆုံးပဲတကယ်တမ်းကဟုတ်လားအဝေဒဒေါသဟူပြီးအတွင်းရမရှိသည်ကိုအတ္တပတ္တနှိမ့်ဆက်ရမှုအပယံသူမရှိသည်ကိုကတ္တဝပြု၍ဘာဝေပွားများရ၏တဲ့နော်ဒါဒီကာထာလေးရဲ့အတိတ်ပဲနော်နောက်ဘုံတို့ပြီးတော့မယ်ဟုတ်လားပြီးကနေကာထာတိဋ္ဌံစရဏိတိန်နောဝတေယနောယာဝတတ္တဝိတမေသောဧတံတရိဒိဋ္ဌိယဗြဟ္မမေတံဝိရဒမေတ္တာမဟုဒါမေတ္တာတရားနဲ့ဘဝမှာဘယ်လောက်ထိမြတ်စွာဘုရားနေသေးခြင်းတယ်ဆိုတာလေးကိုဒီကာထာလေးကပုံဖော်ပြတယ်လို့ဆိုလိုက်တယ်တိဋ္ဌံဝါရက်လျက်တော်၎င်းစရံဝါသွားလျက်တော်၎င်းနိသိဏောဝါတိုင်လျက်တော်၎င်းတေယနောဝါအိလျက်တော်၎င်းယာဝဒအကျဉ်းများလောက်ဝိဒမေသောကင်းသောအိတ်ချင်ငိုင်မိခြင်းရှိသည့်အတ္တဖြစ်ရ၏အထထိုငိုင်မိခြင်းကင်းထိုအချိန်အတွင်း၌ဧတတရိထိုမေတ္တာရှင်ပြီးဇန်တတိကိုအဋိဋ္ဌေယဆွဲမြင့်မကွာစောက်တရား၏ဣဒာဤဘုရားသာသနာတော်၌ဧတံဤမေတ္တာမကင်ဇံဖြစ်နေခြင်းကိုဗြဟ္မံထုမြတ်သောဝိရဒနေခြင်းဟူ၍အာဟုမြတ်စွာဘုရားတို့ဟောကြားတော်မူပြီတဲ့ရက်နေသွားနေထိုင်နေလျောင်းဆက်နေဒီလေးမျိုးနဲ့ပဲဘုံဘုံတို့နေကြရတာပဲဟုတ်လားဘလို့ပဲနေတဲ့အိတ်ချင်ငိုင်မြင်းမှုကင်းနေတဲ့အချိန်တိုင်းမှာဆိုလိုတာအိပ်ပျော်နေတဲ့အချိန်ကလွဲလို့တော့ပေါ့လားအိပ်ပျော်နေတဲ့အချိန်ကလွဲလို့နော်လူကတုံးလုံးလဲနေတာကြီးလင်းလေးဖြစ်နေတာရှိရနော်ဟုတ်လားတခါလေလူကသာထိုင်းနေတာငိုက်ပြီးတော့အိပ်ပျော်နေတာလည်းရှိတယ်ဟုတ်လားအဲ့တော့ဘလို့ပဲနေနော်အိတ်ချင်တဲ့အချိန်ကလွဲလို့အိတ်နေတဲ့အချိန်ကလွဲလို့ဒီမေတ္တာတတိကလေးနဲ့နေမယ်ဆိုလို့ရှိရင်ဒီသာသနာတော်မှာဒီပုဂ္ဂိုလ်ဟာမြတ်သောနေခြင်းဖြင့်နေတဲ့ပုဂ္ဂိုလ်လို့နော်ဘုရားအဆူဆူခေါ်ခဲ့တယ်တဲ့ဒါမြတ်သောနေခြင်းပဲတဲ့တတ္တဝါတွေရဲ့ပုံမှာတော့ကောင်းကျိုးလိုလားတဲ့စိတ်ကလေးကိုပွားပြီးတော့နေတာဟုတ်လားအဲ့ဒါကိုကအလေးချင်းလုပ်လို့ရှိရင်လွယ်တယ်အလေးချင်းမလုပ်လို့ရှိရင် तू ကလည်းခက်တယ်နော်တတ္တဝါတွေကိုကိုကဘာမှလည်းကိုဒီလေးယောက်ကြီးသွားပေးတာတောင်မဟုတ်ဘူးချမ်းသာအောင်ဘာမှလည်းလုပ်ပေးတာမဟုတ်ဘူးစိတ်ထဲကနေပြီးတော့ဟုတ်လားချမ်းသာပါစေလို့ထားတာလေးမြန်လွယ်လေးပါလို့မထင်နဲ့နော်မထားနိုင်ဘူးဘာလို့မထားနိုင်တာစိတ်ထဲမှာဒေါသအခန်းတွေရှိလို့မကျေနပ်မှုအခန်းတွေရှိလို့သဘောပေါက်လားအဲ့ဒါကြောင့်မို့လို့စိတ်ကလေးနဲ့ချမ်းသာပါစေလို့လုပ်တာတောင်မလုပ်နိုင်ဘူးအဲ့တော့ဘလောက်ပုရုဇဉ်တွေရဲ့စိတ်ဟာခက်ထန်ကြမ်းထမ်းနေတယ်ဆိုတာကိုကြည့်လိုက်ဟုတ်လားတကယ်မေတ္တာလေးထားတယ်ဆိုတာသူ့ကိုကတခုခုသွားပြီးတော့ကိုရီလက်ရောက်ဘာတွေညာတွေ
ပေးတာပြုတာလေအဲ့ဒါလည်းမေတ္တာအခြေခံပေးရင်အလွန်ကောင်းတယ်လေသို့တော့အဲ့ဒီလိုကြီးပေးတာမျိုးတောင်မဟုတ်ဘဲနဲ့ဘာမှလည်းဟောလို့တောင်မလားစိတ်ထဲကလေးတောင်မှထားနိုင်သလားလို့မေးရင်အလေးအကျင့်မရှိရင်မထားနိုင်ဘူးဘာလို့မထားနိုင်တာတော့ခုနဒေါသရှိနေလို့ဟုတ်လားဒါမှမဟုတ်ဘုံတွေးကြည့်တာပေါ့နော်မေတ္တာပွားတယ်ဆိုတာတစ်ဖက်တတ္တဝါတွေအတွက်အလုံးလုံးတာမှန်တယ်သို့တော့အစကနဦးကိုယ့်အတွက်ကိုလုံနေရပိုးတောင်ရောက်နေသေးတယ်လို့ဘုံကအဲ့လိုခံစားတယ်အခုစိတ်ကဘာဖြစ်သွားဒေါသကင်းသွားတာပေါ့နော်အဲ့ဒီအခိုက်အတန့်မှာဒေါသမရှိဘူးဒေါသရှိရင်မေတ္တာထားလို့မရအဲ့လိုမေတ္တာစိတ်ထထဖြစ်အောင်လို့နောက်ကျတော့တကယ်စိတ်ထဲကကောင်းစေခြင်းတဲ့စိတ်တွေဖြစ်လာတဲ့ခါတော့ဟိုလူချမ်းသာတာမချမ်းသာတာနောက်တခါတာအဲ့ဒီလူကအရင်မဖြစ်တော့တာမေတ္တာရှိနေတယ်စိတ်ကအရင်ချမ်းသာသွားပြီ तू ကဟုတ်လားအဲ့ဒီအချိန်မှာ तू ကကောင်းတာပဲ तू ကပျော်မယ်ကောင်းတာပဲလုပ်တော့မယ်တတ္တဝါတွေအတွက်အဲ့ဒီမေတ္တာစိတ်ချီးမှဟိုဘက်ကကာယကံဝစီကံတွေကသူတို့အတွက်ပါတယ်နော်ကောင်းတာတွေကလာနိုင်တာသဘောပေါက်လားမသိဘူးဟုတ်လားဒါကြောင့်စိတ်ထဲကချမ်းသာပါသေးလို့ထားတာမြန်လွယ်လွယ်လေးပါလို့မထင်နဲ့အလေးအကျင့်မရှိရင်မလွယ်ဘူးဟုတ်လားလေ့ကျင့်ကြည့်လိုက်စိတ်ထဲမှာမရှင်းတာကိုတွေ့ရလိမ့်မယ်စလှုပ်ကြည့်လိုက်တတ္တဝါတွေချမ်းသာပါစေလို့လှုပ်ကြည့်လိုက်တခါလေအကုန်လုံးခြုံပြီးတော့ပို့ရင်ရတယ်လို့ရှိမလို့တယောက်ချင်းလှုပ်ရင်ကိုမုန်းတဲ့လူတွေကြတော့ရသေးလားမရတော့ဘူးဟုတ်လားလွယ်သေးလားမလွယ်တော့ဘူးဒါကိုပြောတာနော်ဒါကြောင့်မြတ်စွာဘုရားအချင်းငိုင်မြင်းကင်းတဲ့အချိန်တိုင်းမှာဘလို့ဣရိယာပုနဲ့ပဲနင်းနေဆိုလိုတာအချိန်တိုင်းလို့ကိုပြောနေတာနော်အိတ်ချင်တဲ့အချိန်ကအိတ်နေတဲ့အချိန်ကလွဲလို့ကျန်တဲ့အချိန်တွေမှာပါတော့မေတ္တာတရားနဲ့နေမယ်ဆိုရင်အဲ့ဒါဗြဟ္မမေတ္တံဝိရဒမေတ္တာမှာဟုမြတ်သောနေခြင်းလို့ဘုရားဆရာရှိတဲ့သူတော်ကောင်းကြီးတွေကမိန့်ဆိုရတယ်လို့ဒီလိုအဓိပ္ပာယ်ရနော်နောက်ဆုံးကတာရောက်သွားပြီဟုတ်လားနောက်ဆုံးကတာပါတော့ဒိဋ္ဌိသအနုပကမ္မသီလဝဒသနေနတံပံနောကာမေတုဝိနေယကေရနာဟိဇာတုခဘတေယပုဏ္ဏရိတိတောထုမေတ္တာဇာရပြီးသောယောဂီပုဂ္ဂိုလ်သည်ဒိဋ္ဌိသအတ္တဒိဋ္ဌိတို့လေအနုပကမ္မမဆွဲယူမကပ်ရောက်မှု၍သီလဝလောကုတ္တရာသီလနှင့်ပြည့်စုံသူသည်ပြည့်စုံခြင်းလောကုတ္တရာသီလရှိသူသည်ဒသနေနသောတပတ္တိမေညာနှင့်တမန်တော်နောက်ပြည့်စုံသောတမန်တော်ဖြစ်လျက်ပြည့်စုံသူသည်တမန်တော်ဖြစ်လျက်ကာမေတုဝိထုအာယုံကာမဂုဏ်တို့၌နောက်ဂေရန်ကိလေသာဖြင့်တွေ့တာမမောခြင်းကိုဝိနေယနော်ဘေရှားပြီးသည်ရှိသောဇာတုစင်စစ်ဧကအမှန်ပဲပုဏ္ဏနောက်တပံကပ္ပတေယံပရိတန်နေတည်နေခြင်းသို့နအေတိမရောက်ရတော့ပြီတဲ့သူကအမြင့်ဆုံးအနေထားထိဒေသနာကိုမြတ်စွာဘုရားအဆင့်မြင့်လိုက်တာမြတ်စွာဘုရားဟောတဲ့တရားတွေအကုန်လုံးကရည်ရွယ်ချက်ကသူကယဟန္တာဖြစ်ဖို့ကိလေသာနဲ့ထာဝရလွတ်မြောက်ပြီးတော့ဘဝဒုက္ခတွေကနေလွတ်မြောက်ဖို့မြတ်စွာဘုရားရည်ရွယ်ပြီးတော့ဟောတာကြီးပဲဟုတ်လားအခုဒီဟာလေးကဘာပြောတာတော့နော်မေတ္တာပို့တယ်ဆိုတာသူတတ္တဝပညာကိုအာယုံပြုတ်ပြီးတော့ပို့ရတာဟုတ်လားဘသူချမ်းသာပါသည်ဘဝချမ်းသာပါသည်လောက်ရတာဟုတ်လားအဲ့တော့သူအတ္တဒိဋ္ဌိဆိုတဲ့နော်ယုံနာကိုပုဂ္ဂိုလ်တ attva လို့ထင်မှမှားတဲ့အတ္တဒိဋ္ဌိနဲ့သူကနီးကပ်တဲ့အတွက်ကြောင့်နော်ဒိဋ္ဌိစအနုပကံမှာနော်အတ္တဒိဋ္ဌိတို့မကရောက်မှု၍နော်မေတ္တာစိတ်တွေဖြစ်လာပြီဆိုရင်ဒါတွေကပုဂ္ဂိုလ်တ attva တွေမဟုတ်ဘူးရုပ်တဏ္ဍသဘာဝတရားတွေဆိုတဲ့အမြင်ရှိရမယ်ဟုတ်လားဒိဋ္ဌိကိုမကတ်ရောက်ဖဲနဲ့တဲ့ကိုကျင်တရားဆိုတဲ့သီလနဲ့ပြည့်စုံပြီးတော့ဓတ္တနေနတမ္မတော်ဒီမှာဓတ္တနာအမြင်နဲ့ပြည့်စုံတယ်ဆိုတော့သောတာပန်ဖြစ်တယ်ကိုပြောတာအဲ့လိုသောတာပန်မြန်ဖြစ်သွားမယ်ဆိုရင်ကာမဂုဏ်အာယုံကိုပယ်စွန့်တဲ့အဲ့ဒီပုဂ္ဂိုလ်ဟာနော်နောက်ထပ်ပရိသေတွေနေရတဲ့အနေထားပြောက်တော့ယန္တာဖြစ်သွားမယ်လို့ပြောတာဒါသည်အများစုကအတိပ္ပယ်ကိုနော်ဂဗ္ဗတေယပုဏ္ဏရိတိဂဗ္ဗတေယဆိုတော့အမိဝမ်းကောင်းလို့သူကပြောတော့သူကကာမဘုံကိုပဲပြန်မလာတော့တာနော်လူပဲပြန်မဖြစ်တော့ဘဲနဲ့ဗြဟ္မာဖြစ်ပြီးတော့သူကပြိဋိနိဗ္ဗာန်ဆံသွားမယ်ဆိုတဲ့အနေအထားမျိုးကိုမှတ်ယူကြနားလည်ကြတာများတယ်ဒါဒီတပြေကံဆိုကြီးကတော့သူကမြတ်စွာဘုရားအရဟတမေအရဟတဖို့တိုင်အောင်တရားကိုဟောတာယူပေါ့ဒါမှမဟုတ်အဆင့်အမြင့်ဆုံးယူရင်နော်ဂဗ္ဗတေယဆိုတာပရိသေတွေ၄မျိုးလုံးကိုယူရမယ်ပေါ့နော်ပရိသေတွေ၄မျိုးလုံးယူမယ်ဆိုရင်သူကဘယ်ပရိသေတွေကိုမှမရောက်တော့ဘူးနော်မေတ္တာဆံရတဲ့ပုဂ္ဂိုလ်ဟာအတ္တဒိဋ္ဌိကိုပယ်စွန့်ပြီးတော့သောတပတ္တိမေညာနဲ့ပြည့်စုံမယ်ဆိုရင်တော့ကာမကိုပယ်စွန့်ပြီးတော့တောက်ဆုံးသူကဘာဖြစ်တော့ပြိဋိနိဗ္ဗာန်ဆံသွားမယ်လို့ပြောတာဟုတ်လားဒါအမြင့်ဆုံးအနေထားကိုရည်ရွယ်ပြီးတော့ဒီကဒါကိုဟောတာလို့ဒါတပြေကံဆိုကြီးကတော့သူကအဲ့ဒါကိုသူကပို့ပြီးတော့သဘောကျပြီးတော့အသေးစိတ်ရှင်းပြတာဘုံမောတော့ဒါအချိန်မရလို့အသေးစိတ်ရှင်းမပြတာဟုတ်လားအဲ့တော့ဒီကထာလေးရဲ့အဓိပ္ပာယ်ဟာဝိပဿနာကိုဆက်ပြီးတော့သွားဖို့မဉ္ဇဉ်ပူဉ္ဇဉ်ကိုဆက်ပြီးတော့သွားဖို့မေတ္တာကိုအခြေခံပြီးတော့ဝိပဿနာဉာဏ်မှတစ်ဆင့်မဉ္ဇဉ်ပူဉ္ဇဉ်ကိုဆက်သွားပြီးတော့ဘဝဒုက္ခတွေကလွတ်မြောက်ရသည်ကိုဥတည်ဖို့နော်အဲ့ဒီလိုနားလည်ရမယ်လို့ဒီလိုစိတ်ထဲကနေပြီးတော့ဒီဥစ္စာမလုပ်ထားမှာလို့နားလည်ထားရမယ်နော်အတိပ္ပယ်အဲ့လိုနားလည်ရမှာနော်ဟုတ်လား
ဒိဋ္ဌိဇာနုပကမတိလဝတတနေနာတမနောကာမိတုဝိနိယကေနနာယိဇတောကဝတေယပုဏ္ဏရိတိနော်အတ္တဒိဋ္ဌိမကရောက်မှုပဲနဲ့နော်သီလနဲ့ပြည့်စုံပြီးတော့သောတပတ္တိမဉ္ဇဉ်နဲ့ပြည့်စုံရင်ကာမဂုဏ်မှာပယ်ခွာပြီးအဲ့ဒီပုဂ္ဂိုလ်ဟာနောက်ဆုံးဘာဖြစ်သွားမှာတော့ပရိသေတိနေရတဲ့အနေအထားတွေနဲ့လုံးဝလွတ်မြောက်သွားမယ်ဘဝဒုက္ခတွေကနေလုံးဝလွတ်မြောက်သွားမယ်လို့ပြောတာဟုတ်လားဘုန်းတို့အချင်းရလဲမရတော့နော်အဲ့တော့ဒါပြီးသွားပြီအကြံဉာဏ်လေးပြောလိုက်တာဟုတ်လားအဲ့တော့အဓိကရည်ရွယ်ချက်ကကိုရွတ်ဆိုပူဇော်နေတဲ့နော်ဒီပေတရားတော်မေတ္တာသုတ်ဆိုတာဗုဒ္ဓဘာသာဝင်တိုင်းလိုကိုရွတ်ကြတာနော်အဲ့ဒီဥစ္စာလေးကိုအတိပ္ပယ်လေးနော်ဒီလိုလေးအကြံဉာဏ်လေးများနားလဲပြီးတော့ရွတ်ဖတ်ပူဇော်မယ်ဆိုရင်ပို့ပြီးတော့နော်ထိရောက်တဲ့နော်ကောင်းကျိုးချမ်းသာကိုရစေနိုင်တဲ့ကုသိုလ်ကောင်းမှုအကြောင်းတရားကိုပြုအပ်ရောက်တာပေါ့ဟုတ်လားဒါကြောင့်မေတ္တာတရားကိုနော်နားလည်မှုရှိတာပြီးတော့ပွားများအထောက်ပြနောက်ဆုံးမဉ္ဇဉ်ပူဉ္ဇဉ်ဖြင့်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေတည်း